ဒီနေ့ကနောက်ထပ်ကျိုးထိုးနည်းလေးတစ်ခုပြပေးပါခင်ဗျာပထမဆုံးကျိုးလေးတွေကိုအပေါ်ဘက်ကနေမသွားဘဲနဲ့အောက်ဘက်ကနေသွားတာပေးဖို့လိုပါတယ်ခင်ဗျာပေါ်ဘက်ကနေမသွားဘဲအောက်ဘက်ပေးရသွားတာပေးသွားတဲ့ခါကျရင်ဘယ်ဘက်ဖြစ်စေညာဘက်ဖြစ်စေစာထိုးမိအပေါက်ရဲ့အပေါ်တစ်ပေါက်ဖြစ်ဖို့လိုပါတယ်ကျိုးတွေအကုန်လုံးအောက်ကနေသွားရမယ်ဆိုတာသတိထားဖို့လိုပါတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်လည်းဟိုဘက်ချမ်းအတိုင်းပဲပထမဆုံးတစ်ပေါက်ကိုလွတ်ပြီးဒုတိယပေါက်ကနေစသွားပါခင်ဗျာကျိုးလေးတွေပြန့်နေဖို့အတွက်တော့နည်းနည်းလေးထိန်းနေပေးဖို့လိုပါတယ်ကျိုးလေးတွေမပြန့်ပါကလည်းပြဿနာမရှိပါပြန်လဲဖြန့်နိုင်ပါတယ်ထုံးစံတိုင်းပဲတစ်ပေါက်ကျော်ပြီးထိုးပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘယ်နဲ့ညာနဲ့တော့တပြိုင်တည်းမထိုးပြဘဲနဲ့လိုက်ထိုးတဲ့လူတွေလွယ်ကူအောင်တစ်ဖက်ကျိုးတွေကိုအရင်ဆုံးထိုးပြနေတာဖြစ်ပါတယ်ပထမတိုင်းပဲတစ်ပေါက်ကျော်စီထိုးသွားပါမယ်ခင်ဗျအတွင်းထဲကကြည့်မယ်ဆိုလို့ရှိရင်3ပေါက်မြောက်ပါအပေါ်ကကြည့်မယ်ဆိုလို့ရှိရင်လည်း3ပေါက်မြောက်ဒါပေမဲ့တစ်ပေါက်ကျော်စီထိုးပါမယ်ကျိုးလေးတွေခောက်နေတာရှိရင်တတိထားပြီးပြန်ဖြန့်ပေးဖို့လိုပါတယ်ကျိုးလေးတွေကိုတင်းအောင်လုပ်ချင်တဲ့အခါကျလို့ရှိရင်လည်းတခါတည်းဆွဲတဲ့ဒီကျိုးထိုးတဲ့အချိန်မှာတည်းကကျိုးလေးတွေကိုတင်းအောင်ဆွဲပြီးတော့ထိုးပေးစီခြင်းပါတယ်ကျွန်တော်တို့ဒီလိုကျိုးထိုးတဲ့ဥစ္စာကျွန်တော်တို့ဒီလို All Star တို့ဘာတို့မှာလေတိုင်းရှိဖက်နဲ့တွေမှာထိုးတဲ့ခါကျရင်ပုံမိုပြီးလှပါခင်ဗျာအခုကျွန်တော်ဒုတိယကျိုးဆက်ထိုးပါမယ်ခင်ဗျာအားလုံးကြည့်ရလွယ်အောင်လို့ကျွန်တော်ကျိုးတွေအရှိဆုံးမှာထားတာတော့နည်းနည်းလေးထိုးရတာခက်နေပါတယ်ခင်ဗျာဒီလိုက်လုံးမဲ့လူတွေဆိုလို့ရှိရင်တော့ကျိုးတွေကိုဘေးနားမှာပဲထားပြီးထိုးတယ်ဆိုရင်တော့ပိုပြီးလွယ်ကူတာပေါ့ပထမလွတ်ခဲ့တဲ့အပေါက်လေးတွေကိုပြန်လိုက်ထိုးပါခင်ဗျာကျိုးလေးတွေကိုအပေါ်ကနေသွားပြီးအောက်ဖက်ကိုဝင်ပါခင်ဗျာအပေါ်ကနေသွားပြီးအောက်ကနေသွားပြီးတော့အပေါ်ကိုပြန်ဝင်မယ်ဆိုရင်ကျိုးလေးတွေကခောက်နေတာမျိုးဖြစ်နေနိုင်ပါတယ်ပြီးတော့အထုံးတွေဖြစ်နေမလှပါဘူးခင်ဗျာအပေါ်ကနေအောက်ကိုသွားပြရပါမယ်ခင်ဗျာအောက်ကနေပေါ်သွားရင်ကျိုးအထုံးတွေကမလှပန့်ပဖြစ်မှာဆိုလို့အပေါ်ကနေအောက်ကိုဝင်တဲ့အကွက်မျိုးနဲ့သွားတာပါဟိုဘက်ချမ်းနောက်ထပ်တစ်ကွင်းကိုထိုးမယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲအောက်ကနေပြီးတော့သွားမယ်ပြီးရင်အပေါ်ကနေပြီးတော့ပြန်ထိုးထည့်လိုက်ပါမယ်ခင်ဗျာကျိုးလေးတွေကခောက်နိုင်နေရှိပါတယ်အဲ့တော့ကျိုးလေးတွေသတိထားပြီးပြန်ဖြန့်ပေးဖို့လိုပါခင်ဗျာပြီးကြလို့ရှိရင်တော့အစုံသက်အပေါ်ဆုံးကွင်းလေးမှာထိုးပါကျွန်တော်အလဲ2ကွင်းလွတ်ထားတယ်ဆိုတာကျွန်တော်ရဲ့ကျိုးပေါက်ကသူက6ပေါက်နဲ့သွားပြီမယ်ကျွန်တော်မှာ9ပေါက်ဖြစ်နေတဲ့အတွက်ကိုကျွန်တော်ကတစ်ပေါက်ကိုလွတ်ထားလိုက်တာဖြစ်ပါတယ်ခင်ဗျာကျိုးချီတဲ့ခါကျရင်အလွယ်ကူဆုံးချီနည်းလေးလည်းရှိပါတယ်ကျွန်တော်ချီပြထားပါတယ်ခင်ဗျာဒီလိုမျိုးအလဲကနေခောက်ကင်ပြီးတခါတည်းချီလိုက်မယ်ဆိုရင်လွယ်လွယ်ကူကူမြင်မြင်ဆက်ဆံပဲချီလို့ရပါတယ်